မှာဒီကနေ့တရားဘာဝနာများကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့ယောဂီသူတော်ရှင်တို့ကိုဦးဇင်းတို့ဗတရားဟောပြခြင်းလေးဆိုတော့တန်ယုတ်ပါဠိတော်သက္ကတာဝကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့ဥဒယသုတ်တံဆိုတာကိုဦးဇင်းတို့ဟောဖို့စီစဉ်ထားပါဘာကြောင့်ဥဒယသုတ်တံလို့နာမည်ပေးရတာတုံးဆိုတော့ဥဒယပုံနာကိုဟောကြားခဲ့တဲ့တရားဒေသနာဖြစ်လို့ဥဒယသုတ်တံလို့ဒီလိုနာမည်ပေးတာပါဒီသုတ်တံလေးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းအရာလေးကနည်းနည်းတော့စိတ်ဝင်စားစရာကောင်းတယ်ခါတစ်ပတ်မှာဘုရားရှင်ကိုလိုမြတ်ကြီးသာဝတိမြို့တဲကပုံနာတစ်ယောက်ရဲ့အိမ်ကိုစွန့်ခံကြွတယ်အဲ့ဒီပုံနာကသူတော်ဘာတွေကဲ့ရဲ့မှာစိုးလို့သာမြတ်စွာဘုရားကိုစွန့်ထပ်ပြီးတော့လောင်းလိုက်ရတာသူ့ရဲ့စိတ်ထဲကမြတ်စွာဘုရားကိုလှူဒန်းခြင်းနဲ့စိတ်စေတနာမရှိဒါကိုလည်းပဲမြတ်စွာဘုရားကသိပါတယ်အဲ့လိုမျိုးစိတ်စေတနာမရှိတဲ့တရားတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာနောက်တစ်ချိန်မှာဒါကိုအကြောင်းပြုပြီးတော့တရားတစ်ပုဒ်ဟောပြီးတော့သူလည်းပဲတရဏဂုံတည်နိုင်တဲ့ကောင်းကျိုးချမ်းသာကိုရမှာကိုတွေ့တဲ့အတွက်ကြောင့်မြတ်စွာဘုရားကမဟာကရုဏာပြဋ္ဌာန်းပြီးတော့အဲ့ဒီပုံနာရဲ့အိမ်ကိုကြွတာအဲ့ဒါတပါးတော့သူတွေကဲ့ရဲ့မှာဆိုလို့မြတ်စွာဘုရားကိုသူထားပြီးတော့ဆွမ်းလောင်းတယ်အဲ့ဒါမြတ်စွာဘုရားလည်းဘာမှမိတ်မရှိပါဘူးအဲ့ဒါဒုတိယရဲ့လည်းဆက်ပြီးတော့အဲ့ဒီပုံနာရဲ့အိမ်ကိုကြွပြန်တယ်ကြွတော့လည်းပဲအဲ့ဒီပုံနာကမြတ်စွာဘုရားကိုသူတော်ဘာကဲ့ရဲ့မှာကြောက်လို့ထပ်ပြီးတော့ဆွမ်းကိုလှူရနဲ့လောင်းမြန်တယ်ဒါပေမဲ့စိတ်ထဲတော့တိတ်ပြီးတော့မကြည်ဘူးပေါ့နော်မနေ့ကလည်းလာတယ်ဒီနေ့လည်းလာတယ်ပေးခြင်းနေတယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့မပေးခြင်းဘူးဆိုတော့သူ့စိတ်ထဲမှာအချမ်းသာအဲ့ဒါတတိယနေ့ရောက်တော့လည်းပဲမြတ်စွာဘုရားဆက်ပြီးတော့ကြွပြန်တယ်အဲ့ဒီပုံနာအိမ်အဲ့ဒီနေ့ကျတော့အဲ့ဒီပုံနာကတိမခံနိုင်တော့ယဟန်ကောရမလာယာမန်းသိလို့ငါးတီကိုခဏခဏလာတာကောင်းတာဆိုရင်မစုဖြစ်ဖြစ်ကြိုက်တာပဲအဲ့ဒါလိုတောင်ပြောတာမြတ်စွာဘုရားယာမန်းသိလို့ခဏခဏလာတာလို့အဲ့ဒါလိုမြတ်စွာဘုရားကိုပြောတာအဲ့ဒီမှာခဏခဏဆိုတဲ့စကားလေးပါတယ်ထက်ခထက်ခလာတယ်ပါဠိလိုဆိုလို့ရှိရင်တော့အဲ့ဒါကိုပုဏ္ဏပုဏ္ဏအဖန်ဖန်ထက်ထက်အဲ့ဒီစကားလုံးလေးကိုအခြေခံပြီးတော့မြတ်စွာဘုရားကတရားတစ်ပုဒ်ဟောတာဘဝမှာထက်ခထက်ခဖြစ်နေတဲ့ကိစ္စတွေအများကြီးရှိတယ်တဲ့နော်ထက်ခထက်ခဖြစ်နေတဲ့ကိစ္စတွေအများကြီးရှိတယ်တဲ့အဲ့ဒီထက်ခထက်ခဖြစ်နေတယ်ဆိုတဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားကြည့်သင့်တယ်အဲ့ဒါဦးဇင်းတို့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကထက်ခထက်ခဖြစ်နေတဲ့သဘာဝတရားလေးတွေကိုမြတ်စွာဘုရားဟောပြထားတာလေးကိုစိတ်ဝင်စားဖို့ရတွေ့ရတယ်ဂါထာ၄ပုဒ်မြတ်စွာဘုရားအဲ့ဒီမှာဟောပြထားတယ်အဲ့ဒီဂါထာ၄ပုဒ်ကိုဒီကနေ့မှတ်သားကြရမယ်ပေါ့နော်ပုဏ္ဏပုဏ္ဏစေဝဝပန္တိပိဇံပုဏ္ဏပုဏ္ဏဝတ္တိတေဝရာဇာပုဏ္ဏပုဏ္ဏခိတံကတ္တန္တိကတ္တကပုဏ္ဏပုဏ္ဏဒိညမုပင်တိရထံပထမဂါထာလေးအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့ပုဏ္ဏပုဏ္ဏစေဝဖမန်ထထတာလျင်ဘီဇံမျိုးစေ့ကိုဝပန္တိစိုက်ပျိုးကြရတယ်တဲ့လူတွေဟာအသက်ရှင်သန်ရေးအတွက်အာဟာရလိုတယ်ပေါ့နော်အဲ့ဒီအာဟာရကိုရဖို့အတွက်စိုက်ပျိုးရေးလုပ်ငန်းကိုမလုပ်ကြဘူးလားလုပ်ကြရတယ်အဲ့ဒါဘယ်လိုလုပ်ရတော့ထက်ခလုပ်ရတယ်တဲ့တချို့ဆိုရင်တစ်နှစ်ကို2ခါ3ခါတောင်လုပ်ရတာရှိတယ်အဲ့ဒါတစ်နှစ်တည်းနဲ့ပြီးရောလားဆိုတော့မပြီးဘူး2နှစ်နဲ့ပြီးလားမပြီးဘူး3နှစ်4နှစ်တစ်သက်လုံးရှေ့ကလူတွေလည်းဒီလိုပဲလုပ်သွားတယ်အခုလူတွေလည်းဒီလိုပဲဆက်ပြီးတော့လုံးနေကြတယ်မျိုးစေ့ကိုစိုက်ပျိုးတဲ့ကိစ္စကိုလူတွေဟာဘယ်နှခါလောက်လုပ်ခဲ့ပြီလို့အကျဉ်းကိုရည်တွက်လို့ရနိုင်မလားစဉ်းစားတော့ဒါလေးမြတ်စွာဘုရားပြောပြတာပုဏ္ဏပုဏ္ဏစေဝဖန်ဖန်ထထတာလည်းဘီဇံမျိုးစေ့ကိုဝပန္တိစိုက်ကြရတယ်တဲ့အရေးရခြင်းတို့စိုက်တာရှိတယ်နောက်အသီးစားခြင်းတို့စိုက်တာရှိတယ်ပန့်ပွင့်ရခြင်းတို့စိုက်တာရှိတယ်အမျိုးမျိုးစိုက်ကြပြိုးကြလုပ်ကြကိုင်ကြတာမရှိဘူးလားရှိတယ်ပုဏ္ဏပုဏ္ဏဝတ္တိဒေဝရာဇာဒေဝရာဇာမိုးမင်းကလည်းပဲပုဏ္ဏပုဏ္ဏဖမန်ထထဝတ္တိရွာနေတယ်တဲ့။ကဲမိုးရွာတဲ့အချိန်ကာလတွေလည်းပဲနော်အကျဉ်အနေထားတွေကိုရေးတွက်မယ်ဆိုလို့ရှိရင်စုံနိုင်မှာမလား။ကျဉ်ထထခါခါထထထခါထခါမိုးကရွာနေတာပဲလေ။ဟုတ်တယ်မို့လား။ပုဏ္ဏပုဏ္ဏခိတံကတ္တန္တိကတ္တကပုဏ္ဏပုဏ္ဏဖမန်ထထတာလင်ကတ္တကလေသမားတို့ဒီခိတံလေကိုကတ္တန္တိလောက်ကြရတယ်တဲ့။လေဆိုင်တဲ့လူတွေကလည်းပဲဖမန်ထထလောက်ကြရတယ်
ပုဏ္ဏပုဏ္ဏဒိညာမုပင်တိရတ္တံပုဏ္ဏပုဏ္ဏဖန်ဖန်ထထတာလျင်တော့ဒိညာစဘာလို့ရဌာနတော်ရတ္တံကတ်ကြရတယ်ကတ်ရောက်ကြရတယ်လောက်ကြရတယ်ဒါကရစဉ်းစားမယ်ဆိုရင်လည်းပဲအလွန်ကြီးပါတဲ့ကိစ္စတတ္တဝါတွေရှင်သန်ရေးအတွက်ဒီအာဟာရဓာတ်ကိုအရေးတကြီးရှာဖွေကြရတာကိုကအရန်တင်လေးစားတော့နေရပြီမဲ့လို့ဒီအာဟာရလေးဖြစ်ပေါ်လာတဲ့အစအကြောင်းတရားလေးတွေကိုစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်များစွာပင်ပင်ပန်းပန်းလောက်ကင်ဆောင်ရွက်ထားကြရတယ်ဆိုတာကိုမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်အဲ့ဒီကိစ္စကတခါတည်းဟုတ်သလားမဟုတ်ဘူးတဲ့ထက်ခါပဲညီးငွေမယ်ဆိုရင်လည်းပဲညီးငွေတရားအနေထားလေးကိုရောက်အောင်သွားနိုင်ရင်လည်းကောင်းတယ်ပေါ့နော်ဆက်ပြီးတော့ဒုတိယဂါထာမြတ်စွာဘုရားဗာမင်းရှိပြန်တော့ပုဏ္ဏပုဏ္ဏယာစကာယာစန္တိပုဏ္ဏပုဏ္ဏဒါနပတိတတန္တိပုဏ္ဏပုဏ္ဏဒါနပတိတတိတဝါပုဏ္ဏပုဏ္ဏတက္ကမုပင်တိဌာနယာစကာတောင်းရန်သူတို့သည်ပုဏ္ဏပုဏ္ဏပမထထယာစန္တိတောင်းနေကြကုန်၏ဟောတောင်းတဲ့လူတွေကလည်းထထတောင်းနေကြတယ်တဲ့နည်းမျိုးစုံနဲ့တောင်းနေကြတယ်ဒီနေ့မှာတောင်းနေတယ်ဆိုလို့လမ်းပေါ်မှာတောင်းနေတဲ့ဆူတောင်းသားလောက်ကိုပဲမျက်စိနဲ့မြင်လို့မရဘူးတတ္တဝါတိုင်းဟာတောင်းနေကြတာဒကာဓမ္မတို့ဦးရှင်တို့လည်းပဲတောင်းနေတာတွေမရှိဘူးလားအဒီတို့ဘာတွေတောင်းနေတော့စဉ်းစားကြည့်ပေါ့နော်တောင်းတာတွေကရကျင်တာတွေပေါ်မှာအမျိုးမျိုးမူတည်နေမယ်ပေါ့ဟုတ်လားကလေးဖြစ်တုန်းကမိဘစီကတောင်းခဲ့တာတွေမရှိဘူးလားနော်အရွယ်ရလာတော့အချင်းချင်းကိုလိုချင်တာကိုတောင်းကြတာကောမရှိဘူးလားရှိတယ်မိဘဖြစ်လာတော့လဲသားသမီးတွေကနေပေါ့ကိုလိုအပ်ချက်ကိုပြန်ပြီးတော့တောင်းတာကောမရှိဘူးလားရှိတယ်တောင်းတဲ့နယ်ပယ်လည်းပဲအလွန်ကျယ်တယ်လို့ဆိုရတယ်ဟုတ်လားအလူကံပုဂ္ဂိုလ်တွေကအလူပေးတဲ့ပုဂ္ဂိုလ်တွေကစီကနေပြီးတော့တောင်းတာလောက်ကိုပဲမြင်လို့မပြည့်စုံဟုတ်တယ်မဟုတ်လားတရားဓမ္မတို့အချင်းတို့ရဲ့ဘဝမှာလိုအပ်ချက်တွေကိုတော့တောင်းရန်ချင်းဖြင့်ပြည့်စည်အောင်ပြည့်စုံအောင်လုပ်ကြရတာတွေရှိတယ်ဟုတ်လားဒါကိုမြတ်စွာဘုရားကတောင်းတဲ့လူတွေကလည်းအထက်တောင်းနေကြတာပဲတဲ့ဒါနပတိဒါနရှင်တို့ကလည်းပဲပုဏ္ဏဖမထထတရန္တိပေးနေကြကုန်၏ဟောစေနာရှိတဲ့လူတွေတရားတရားရှိတဲ့လူတွေပေးဖို့ကမ်းဖို့ဝါသနာပါတဲ့လူတွေကလည်းပဲအထက်ပါလို့နေတော့ပေးနေကြတယ်တဲ့အဲ့ဒီတော့ဘာဖြစ်တော့ပုဏ္ဏဒါနပတိတတိတဝါပုဏ္ဏတက္ကမုပင်တိဌာနအဲ့လိုအထက်ပေးနေကြတဲ့ဒါနရှင်တွေကတော့ပုဏ္ဏဖမထထတာလဲတက္ကမုပင်တိဌာနအလွန်ချမ်းသာတဲ့နတ်ရွာနတ်ပြည်သို့ကပ်ရောက်ကြရကုန်၏တဲ့ဖမထထပေးတဲ့လူတွေကတော့ကောင်းရမြတ်နတ်ပြည်ကိုရောက်ကြတယ်တဲ့တော့စိတ်ဝင်စားတဲ့အကောင်းတာကပေးတဲ့လူတွေနတ်ပြည်ရောက်တယ်လို့ပဲဒီထဲမှာပါတယ်တောင်းတဲ့လူတွေနတ်ပြည်ရောက်တယ်လို့မပါဟုတ်လားပေးတာနဲ့တောင်းတာနဲ့ဘယ်ဟာကောင်းတော့ပေးတာကောင်းတာပါနော်ပေးရင်ကောင်းတယ်တောင်းရင်မုန်းတယ်ဟုတ်လားဒါကသဘာဝပဲနော်ဒါကြောင့်သူများအမုန်းခံနေလို့ရှိရင်တောင်းမယ်တောင်းကြည့်လိုက်နော်ထက်ခါတောင်းရင်တော့တခါမဟုတ်တခါတော့မုန်းသွားမှာပဲဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဇတ်တော်လေးထဲမှာပြောထားတာလေးတစ်ခုလည်းရှိတယ်သူများဒီကနေရခြင်းလို့ပေးပါလို့ပြောရတာငိုတာနဲ့တူတူပဲတဲ့တော့တောင်းရတာဗါတဲ့တော့ငိုတာနဲ့တူတူပဲတဲ့ကိုယ့်ရဲ့လိုအပ်ချက်ကြီးမပြည့်စုံဘူးလို့ငိုနေတယ်လို့ကြီးနဲ့အလွန်တူတယ်တောင်းလာတာကိုပေးနိုင်မှလည်းကဲနဲ့မပေးခြင်းဘူးလို့ညင်းဆိုရတာလည်းပဲငိုတာပဲတဲ့ဟောအဲ့ဒါလည်းစဉ်းစားရရှိရနော်မပေးခြင်းဘူးလို့ပြောရတာလည်းဗါတဲ့တော့ငိုတာပဲမပေးခြင်းဘူးလို့ပြောရတာလည်းပဲချမ်းသာကြီးတော့မရှိလားဟုတ်ရဲ့လားတောင်းရတာလည်းမချမ်းသာမပေးခြင်းဘူးလို့ပြောရတာလည်းမချမ်းသာဘူးအဲ့ဒီတော့မတောင်းမဲနဲ့ပေးလိုက်ကြရင်တော့ပိုးပြီးတော့ကောင်းတယ်တောင်းရတယ်လို့လည်းပဲအတောင်းကတတ်တာဟုတ်လားပေးတယ်လို့လည်းပဲမပေးခြင်းဘူးလို့ပြောစရာမလိုဖမန်ထထပေးကြတဲ့ဒါနရှင်တွေကဖမန်ထထပဲနတ်ပြည်ရွာနတ်ရွာကိုကြောက်ကြရတယ်တဲ့အဲ့ဒါကဌာနပုတ်ရှိသွားနောက်ပိုင်းကျမှလေးနဲ့တာတွေမြတ်စွာဘုရားဆက်ပြောပုဏ္ဏခိတန္တိကဒုဟန္တိပုဏ္ဏဝေသောဥပေတိမာတရံပုဏ္ဏကိလမတိဗန္တိသပုဏ္ဏဂဘောမုပေတိမန္တောတဲ့တတိယဂါထာလေးအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ခိရဏိကနုညစ်သမားတို့သည်ပုဏ္ဏဗမထထဒုဟန္တိနုညစ်၍ယူကြကုန်၏နွားနုညစ်တဲ့ပုဂ္ဂိုလ်တွေတဲ့အဖမထထသူတို့ဘာလုပ်ကြတော့နုညစ်ကြတယ်တဲ့ပုဏ္ဏဝေသောဥပေတိမာတရံပုဏ္ဏဗမထထတာလေဝေသောဥပေတိမာတရံနော်နွားပေါက်စလေးဟာသူ့ရဲ့မိခင်နွားမကြီးတွေကိုဖမန်ထထကတ်ကြရတယ်တဲ့
ဒါကနောက်ထပ်ပြီးတော့လေးနဲ့တဲ့အကြောင်းအရာကိုပြောခြင်းလို့အဲ့ဒါလေးကိုစပြီးတော့မြတ်စွာဘုရားခင်းလိုက်တယ်နော်နွားနို့ညစ်တဲ့လူတွေဟာအဖန်ဖန်တက်တက်နွားနို့ကိုညစ်ကြတယ်နွားငယ်လေးတွေကမိခင်တော်မကြီးစီကိုအဖန်ဖန်တက်တက်ကရောက်ကြရတယ်ဒီတင်္ဒရာလေးကိုဦးဇင်းကနော်သိခွင့်ရတော့ငယ်ငယ်တုန်းကအိမ်မှာနော်နွားမကြီးတွေကောင်မွေးထားတာရှိတယ်ဦးဇင်းရဲ့အကြီးဆုံးအမကနော်ငယ်တဲ့အမကိုနွားတကောင်လက်ဆောင်ပေးတယ်ငယ်ငယ်တုန်းကအဲ့ဒီနွားမကြီးကတော်တော်ကြီးပါပြီအဲ့ဒါအိမ်ရောက်မှအဲ့ဒီနွားမကြီးဟာနွားလေးနှစ်ကောင်မွေးတယ်နှစ်ခါပထမတစ်ကောင်မွေးတာလဲနှစ်တင်လေးပဲအကောင်းလေးဈေးကောင်းကောင်းနဲ့ရောင်းစားရနောက်ဒုတိယတစ်ကောင်မွေးတဲ့အခါကျတော့အဲ့ဒီနွားမကြီးကြားတာကိုဦးဇင်းတို့ကအိပ်ပျော်နေကြတာမသိဘူးမနေ့၄နာရီလောက်ကြီးမှနွားကကြားအဲ့ဒါဖြစ်ချင်တော့နမကြီးကဘူးပဲလှုပ်တော့မှနိုးလာကြတာအဲ့ဒါနမကြီးရဲ့နှစ်ဖားချိုးကဘလို့ဖြစ်နေဆိုနှစ်ပလန်ချသလိုဖြစ်ပြီးတော့အဲ့ဒီမွေးထားတဲ့နွားပေါက်စာလေးမွေးပြီးကစားလေးကိုခွေးကဆွဲသွားတာဟိုအဲ့ဒီမှာနမကြီးကယုံတာအဲ့ဒါလူကအတိရှောတော့တော်သေးတယ်အဲ့ဒါခွေးကစပြီးနေပြီအဲ့ဒီနွားပေါက်စာလေးကိုဘယ်ကနေစစားတော့ဆိုတော့အမိကနေစစားအဲ့တော့အမိကလက်နှစ်တစ်လောက်ပဲကြမ်းတော့အဲ့ဒီနွားလေးကဒါပေမဲ့နှစ်တင်လေးအဲ့ဒီနွားလေးကမသေးဘူးတကယ်လက်မတင်လေးပဲနောက်ထပ်1မိနစ်လောက်နောက်ကျရင်သေမှာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီနွားလေးကိုမှီးတို့ဆိုပြီးတော့ဒါဦးစင်းဖြစ်ထိအဲ့ဒီနွားကြီးကအိမ်ကိုရုန်းကန်ပြီးတော့လှုပ်ကြွေးရှာပါတယ်ပြောချင်တာကဦးစင်းကလေးတုန်းကအဲ့ဒီနာမကြီးစီကနေနွားတို့ညှစ်ကြတာနော်နွားတို့ညှစ်တယ်ဆိုတာကနွားပေါက်စာလေးရှိမှညှစ်လို့ရတာကိုခုခေတ်လိုမေးထုံးမဲနွားတွေဘာတွေလည်းမဟုတ်အဲ့တော့ဦးစင်းတို့နွားတို့ညှစ်တဲ့ကိစ္စကတော်တော်ပင်ပန်းတဲ့ကိစ္စနော်ဒီထဲမှာတောရဒေသကလူတွေဆိုရင်တော့ဒါကသိကြတယ်မြို့ဝလူတွေအတွက်နည်းနည်းနားလည်အောင်ပြောပြနွားမကြီးကသူ့ရဲ့နှုတ်အုံထဲမှာနှုတ်တွေရှိနေတိုင်းကိုကညှစ်ယူလို့မရဘူးဘာလို့ရတော့ဆိုတော့အဲ့ဒီနွားပေါက်စာလေးကိုအရင်နှုတ်ချပေးအောင်အရင်ပတ်ပြီးတော့မနဲ့လင်းတဲ့အခါမှာသူ့နှုတ်အုံကြီးကားနေတာကိုနှုတ်ချပေးအောင်အရင်နွားမလေးကိုနှကလေးလေးနဲ့ပတ်ပြီးတော့ပြအဲ့နှကလေးလေးကိုနည်းနည်းတိုက်လိုက်တယ်ပေါ့အဲ့တော့သူ့သားဆုပ်ပြီဆိုတော့မှနွားမကြီးကသူ့ရဲ့နှုတ်တွေကိုချပေးတာအဲ့ဒီမှာနှုတ်ကိုနွားလေးကအရင်ဆုပ်လို့ကောင်းနေတဲ့အချိန်မှာပဲအရင်သင့်ပေါ့နော်အဲ့ဒီနွားပေါက်စာလေးကိုကျိုးနဲ့အတင်းဆွဲသွားအဲ့ဒီကျမှလူကလူပြီးတော့ယူရတာတော်တော်မတရားတဲ့ကိစ္စပါနော်နွားပေါက်စာလေးရှိရင်တော့နွားတို့ဟာနော်ရှိနေတယ်အဲ့ဒါ तू လာမှပဲချပေးတာဆိုလိုတာကသူ့ကိုပေးပြီးဆိုတော့မှသူ့ကိုဖဲပြီးတော့ကိုကယူရတဲ့သဘောနွားတို့ညှိရတာတိတ်တော့စိတ်ချမ်းသာတယ်မကောင်းအဲ့တော့အဲ့ဒီနွားလေးကအမြဲတမ်းဒီမေကိုပဲကြည့်ပြီးတော့ယုံနေဒီနွားပေါက်စာလေးဟာမိခင်နွားမသည်ကိုခဏခဏကတ်ရတယ်ဆိုတဲ့ဥမာကတော်တော်ပုံပေါ်တယ်ပေါ့နော်အလွန်လည်းပဲသူကဟိုတန်ရောစင်ကြီးတဲ့သဘောလည်းရှိတယ်နွားပေါက်စာလေးနဲ့နွားမကြီးနဲ့ဘယ်သွားလို့မှသူကခွဲတယ်လို့မရှိဘူးတပဲပဲနွားပေါက်စာလေးကိုမမြင်ရင်လည်းမအေးကြီးကအောနေတာပဲမအေးကြီးကိုမမြင်ရင်လည်းနွားပေါက်စာလေးကအောနေတာပဲဒါလေးတွေကိုနားလည်ထားမှနောက်ပေးမဲ့ဥမာကိုပို့ပြီးတော့စဉ်းစားလို့ကောင်းတယ်ဟုတ်လားအဲ့ဒါနွားနှုတ်ညစ်တဲ့လူတွေကလည်းပဲတက္ကနွားနှုတ်ကိုညစ်ကြတယ်တဲ့နွားပေါက်စာလေးကလည်းမိခင်နွားမစီကိုတက္ကကတ်ရတယ်ပုဏ္ဏကိလမတိဖန္နတိစာတက္ကပင်မရတယ်ဆင်းရတယ်တုံလှုပ်ရတယ်တဲ့ဟုတ်တယ်အဲ့ဒီနွားပေါက်စာလေးကပြာရက်ကိုခတ်နေတာတော့တုံးတန်ရုံကျုပ်သေးသေးနဲ့ခြေလို့ကတော့ထောင်းကနေပြတ်သွားအောင်ရုံးပလိုက်တာပဲသူကတော်တော်ကိုပြာရက်ခတ်နေတယ်နော်ကိလမတိဖန္နတိစာကိလမတိပင်ပန်းတယ်ဖန္နတိစာအလွန်တုံလှုပ်တယ်တဲ့မိခင်ဒီကိုကတ်ဖို့အတွက်ဒီနွားလေးကယုံရတယ်ကန်ရတယ်ဟုတ်လားတာဝန်မြတ်စွာဘုရားကဥပမာအနေနဲ့နော်ပြောထားတာဆက်ပြီးတော့အလေးနဲ့ပြောချင်တာကဘာတော့ပုဏ္ဏကဘောမုပေတိမန္တောတဲ့ဒါကအဓိကမန္တောပညာနှုံနဲ့မိုင်မဲသောပုဂ္ဂိုလ်တို့သည်ပုဏ္ဏဖမတတဂဗ္ဗံအမိဝမ်းတိုက်သို့ဥပေတိကတ်ရတယ်ဉာဏ်နေတဲ့လူအသိဉာဏ်မရှိတဲ့လူဟာတက္ကအမိဝမ်းကောင်းကိုကိန်းအောင်ရတယ်တဲ့နောက်ပေါက်စာလေးကမိခင်နွားမကြီးစီကိုတက္ကတုံလှုပ်ပင်ပန်းကတ်ရတယ်လို့မျိုးတတ္တဝါတွေဟာလည်းပဲအမိဝမ်းကောင်းကိုတက္ကကတ်ရဘယ်လိုတတ္တဝါတွေကတ်ရတာတော့မန္တောဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့လိုတယ်မန္တဆိုတဲ့ပညာနှုံနဲ့မိုင်မဲတဲ့လူမိုင်မဲတယ်ဆိုတာဘာကိုပြောတာတော့မိုင်မဲတယ်ဆိုတာမသိတာကိုပြောတာသိတဲ့တာကိုမသိတာကိုပြောတာလူရင်းပြောရင်တော့သစ္စာလေးပါးကိုမသိတာပေါ့နော်ခန္ဓာဟာဆင်းရဲတယ်လို့မသိဘူးလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့မသိဘူး
လောဘချုပ်ရသည်နိဗ္ဗာန်ချမ်းသာဖြစ်တယ်လို့နိဗ္ဗာန်ချမ်းသာကိုလည်းမသိဘူးဟောခန္ဓာဟာဆင်းရဲတယ်လို့မသိဘူးနော်နိဗ္ဗာန်ဟာချမ်းသာတယ်လို့မသိဘူးဒီမသိမှုနှစ်ခုရှိလာပြီဆိုလို့ရှိရင်တော့ဒီခန္ဓာရဲ့ပုံမှာဆွဲမဲ့တယ်ဆိုတဲ့တဏှာလောဘကတေချာပေါက်ဖြစ်လိမ့်မယ်နော်ဒီတရားပဲစားတဲ့နေညကဘုံတို့ပြောတာကိုပေးတဲ့တို့မှတ်မိမလားမသိဘူးနော်အလွန်ခေါင်းပါတဲ့အရက်ဒေတာမှာနေတဲ့ဆင်းရဲသားတယောက်တာယာပါပြောတဲ့အရက်ဒေတာကိုသူဘာလို့မသွားတာတော့ကိုယ့်အရက်ဒေတာရဲ့ဆင်းရဲပုံဆင်းရဲနည်းတွေကိုလည်းပဲပြပြဝဝဒီအပြစ်နာစာကိုမသိမမြင်တာကတကြောင်ဒီအရက်ဒေတာထက်တာလွန်တဲ့ကောင်းမွန်တဲ့တာယာဝါပြောတဲ့အရက်ဒေတာရှိတယ်လို့မသိတာကတကြောင်ဒီအကြောင်းတစ်ခုကြောင့်သူဟာသူ့ရဲ့အရက်ဒေတာကိုမစွန့်ခွာနိုင်ဟုတ်ရဲ့လားအဲ့လိုပဲဦးဇင်းတို့ဝါခန္ဓာအဆင်းရဲတယ်လို့နော်ဒီအမှန်ဒီအပြစ်အနာစာကိုမသိတာကတကြောင်နိဗ္ဗာန်ချမ်းသာကိုမသိတာကတကြောင်အဲ့ဒီအကြောင်းနှစ်ရက်တို့ကြောင့်ဝါခန္ဓာရဲ့ပုံမှာတရားဓမ္မတို့ဦးဇင်းတို့တွေဟာတွေ့တာမေမောတယ်ဆိုတဲ့လောဘဓာတ်တဏှာဓာတ်ဟာဖြစ်တယ်အဲ့ဒီတဏှာဒီဘဝအတိတ်တဖန်ထပ်ပြီးတော့ဖြစ်ခြင်းရဲ့အကြောင်းတရားပဲတဲ့ဟုတ်လားမန္တဆိုရင်အဲ့ဒါကိုပြောတာတဲ့နောက်ခန္ဓာရဲ့အပြစ်အနာစာကိုမမြင်တဲ့အတွက်ကြောင့်ဒီခန္ဓာမျိုးကိုပဲထပ်ပြီးတော့ရကျင်တဲ့စိတ်ဖြစ်တယ်အဲ့ဒီရကျင်တဲ့စိတ်ကိုဘဝတဏှာလို့ခေါ်မယ်ပေါ့နော်အဲ့ဒီဘဝတဏှာရှိတဲ့အတွက်ကြောင့်အမိဝမ်းကောင်းကိုသူဟာထက်ကအောင်းရတယ်တဲ့ဟုတ်လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တွေကိုဟာလူမိုက်လားမမိုက်တဲ့လူလားလို့လေးလေးနက်နက်ဝေဖန်စီသေးကြည့်မယ်ဆိုရင်နောက်ထပ်ဘဝတစ်ပံပဋိသန္ဓေနေရအောင်မလားမနေရအောင်မလားဆိုတာကိုねနောက်တိုင်းတာပြီးတော့ကြည့်မယ်ဆိုရင်လည်းမသိနိုင်ဘူးလားဒါကတော့အလွန်မြင်မာတဲ့တိုင်းတာခြင်းပေါ့နော်အကုသိုလ်ဒုစရိုက်တွေကိုလုပ်ပြီးတော့အပင်ငရဲဆင်းရလောက်အောင်မိုက်တဲ့လူလောက်တော့မမိုက်ဘူးပေါ့ဟုတ်လားသို့တော်လည်းပဲအမိဝမ်းကောင်းကိုအောင်းဖို့အတွက်အကြောင်းတရားတွေကိုလုံနေသေးတယ်ဆိုရင်ကိုဟာဒီဒေသနာရမန္တမိုက်မဲတဲ့ပုဂ္ဂိုလ်အမျိုးအစားထဲမှာတော့ပါနေမယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်အမိဝမ်းကောင်းကိုထက်ကအောင်းရတယ်ဆိုတာဘယ်လိုလူမျိုးလဲလို့မေးရင်တစ္ဆာလေးပါးကိုမသိမမြင်ကြလို့နော်ဒီဘဝခန္ဓာရဲ့ပုံမှာတွေ့တာမမုန်းမှုမကင်းကြတဲ့ပုဂ္ဂိုလ်တွေရဲ့တွားရလမ်းပေါ့နော်ဒါကဦးဇင်းတို့တတိယဂါထာလေးနောက်ဦးဇင်းတို့၄ခုမြောက်ဂါထာကြတော့အဲ့လိုအမိဝမ်းကောင်းကိုထက်ကအောင်းရလို့ဘဝတပံဖြစ်ရပြီဆိုရင်ဘာတွေထက်ကဖြစ်လာမလဲဒါကိုစဉ်းစားရနော်ပုဏ္ဏပုဏ္ဏဇာယတိမယတိစပုဏ္ဏပုဏ္ဏတိဝတိကံဟရန္တိပုဏ္ဏပုဏ္ဏဖမန်ထထတာလင်ဇာယတိစမွေးလဲမွေးဖွားရ၏မယတိစသေလဲသေရ၏ထက်ကမွေးဖွားရတယ်ပြီးရင်ထက်ကသေဆုံးရတယ်တဲ့တစ်ဆက်တည်းပဲပြောလိုက်တော့မယ်ပုဏ္ဏပုဏ္ဏဖမန်ထထတိဝတိကံနော်သင်္ချိုင်းသူမိမိရဲ့ရုပ်လောင်းကိုဟရန္တိသေဆောင်ကြကုန်ပြီဒီရုပ်ခန္ဓာကိုယ်ကြီးကိုထက်ကနော်သင်္ချိုင်းကိုပို့တာကိုခံကြရတယ်ဒါမိဝမ်းကောင်းကိုအောင်းရပြီဆိုတာ ਨੇ ဖြစ်စဉ်ကဒီအနေထားတွေကတန့်ပြီးတော့မလာဘူးလားနော်အဖမန်ထထမွေးဖွားရတယ်အဖမန်ထထသေဆုံးရတယ်အဖမန်ထထအလောင်းကောင်ကိုသင်္ချန်ကုန်းကိုအပုတ်ခံရတယ်တဲ့ဟုတ်လားဒါကဦးဇင်းတို့မြတ်စွာဘုရားကနော်ဘဝရဲ့အပြည့်အနာစာဘဝရဲ့ဒုက္ခကိုနော်ထိထိမိမိရှိတာကိုပဲလူရင်းကြပြောလိုက်တာဘဝရဲ့အကြီးကျယ်ဆုံးသောအပြည့်အနာစာကဘာလဲလို့မေးရင်သေဆုံးခြင်းပဲဟုတ်တယ်မဟုတ်လားဖြစ်လာတယ်နော်ပြီးရင်ဘာဖြစ်မှာတော့သေမှာပဲနော်ဘာကြီးပဲဖြစ်လို့နေဘာတွေပဲရထားတယ်လို့ပြောဘလို့အနေထားမျိုးကိုပဲပိုင်ဆိုင်ထားတယ်လို့ဆိုပြီးရင်တော့ဘာဖြစ်မှာတော့သေမှာပဲသေရမယ့်ဘဝဟာတကယ်တမိုးရှိတဲ့ဘဝလို့မဆိုနိုင်ဘူးဆိုတာကတော့သေခြင်းတရားကိုစဉ်းစားဖို့တဲ့ပုဂ္ဂိုလ်တိုင်းပဲနေစဉ်းစားဖို့တဲ့ပုဂ္ဂိုလ်တိုင်းအထိုက်လျောက်သဘောပေါက်နိုင်တယ်ပေါ့သေရမယ့်ဘဝဟာကောင်းတဲ့ဘဝမဟုတ်ဘူးဆိုတာအလွန်ထင်ရှားပါဘဝဟာတန်ဖိုးမဲ့တယ်ဆိုတာကိုပုံပေါ်ခြင်းတယ်ဆိုလို့ရှိရင်ဉာဏ်ထဲမှာရှင်းခြင်းတယ်ဆိုလို့ရှိရင်သေခြင်းတရားကိုသာထက်ကစဉ်းစားကြည့်လိုက်ပါဟုတ်ရဲ့လားတော့သေခြင်းတရားဖြင့်အဆုံးသတ်ရတဲ့ဘဝဒီဘာတန်ဖိုးမှမရှိဘူးဆိုတာကိုသေခြင်းတရားကိုစဉ်းစားလို့ဉာဏ်ပညာထက်ရင်ထက်တယ်လို့အဲ့ဒီပုဂ္ဂိုလ်နားလည်နိုင်လိမ့်မယ်ပေါ့ဖြစ်လာတယ်ပြီးရင်သေသွားတယ်ဖြစ်လာတယ်ပြီးရင်သေသွားတယ်ဒါပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဥနာပုဏ္ဏဇာယတိမိယတိစာမိဝမ်းကောင်းအောင်းရပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်မလို့မွေးဖွားလိမ့်မယ်ပြီးရင်သေရလိမ့်မယ်တဲ့သေပြီးရင်လည်းပဲသင်္ချမ်းကိုဖမန်ထဒီခန္ဓာရုပ်လောင်းကိုသေပို့တာကိုခံရလိမ့်မယ်ဒါဒီနေ့မှာဦးဇင်းတို့မွေးတာနဲ့သေတာရဲ့ကြားမှာတော့ဖမန်ထဖြစ်နေတဲ့ကိစ္စတွေကိုလည်းပဲနားလည်ဖို့လိုတယ်မွေးတာနဲ့သေတာရဲ့ကြားမှာဖမန်ထဖြစ်နေတဲ့ကိစ္စတွေတဲ့ဒါဖမန်ထဖြစ်နေတဲ့ကိစ္စတွေကိုပြောမယ်ဆိုလို့ရှိရင်ဘယ်ဆုံးမလို့ဟုတ်တယ်မဟုတ်လားအခုနော်တရားဓမ္မတို့
နော်ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိတယ်ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိတယ်ဒီဝင်လေထွက်နေဝင်နေတဲ့ကိစ္စနော်အဖမှန်ထက်မှာဘလောက်ဖမှန်ထက်ဖြစ်နေပြီဘယ်ရည်တွက်နိုင်မှာတော့အမြဲတမ်းခန္ဓာကိုယ်ကြီးကအောက်ဆီဂျင်တက်လိုအပ်နေတယ်ဒါကြောင့်မလုပ်နေရတော့လေကဝင်နေရတယ်လူဝင်အောင်သူလုံနေတယ်ကိုလှုပ်တာမဟုတ်ဘူးနော်ဒီအစုပ်နဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ပေါင်းဆက်ပြီးတော့လေကိုဝင်အောင်လှုပ်နေတာသူ့လိုအပ်ချက်ကိုသူရအောင်ယူနေတာဒါဘလောက်ကြာပြီတော့ဘယ်နှကြိမ်ရှိပြီတော့ဘယ်ပြောနိုင်မှာတော့ဟုတ်လားတခါလေထွက်သွားတယ်ကိုလှုပ်လို့ထွက်သွားတာမဟုတ်ဘူးနော်ဒီခန္ဓာကိုယ်ကြီးကသူ့ရဲ့မလိုလားတဲ့မလိုလားအပ်တဲ့အရာတွေကိုသူ့ဘာလို့ပြစ်တာနော်ဟုတ်ပလိုက်တာဟုတ်တယ်မဟုတ်လားအဲ့ဒီကိစ္စကအချိန်မလောက်ရှိပြီလို့ပြောလို့ရမလားမရဘူးဒါကတော့အများဆုံးပေါ့နော်စဉ်းစားနော်ရည်တွေတောက်ခဲ့တာအချိန်ချင်းထက်ဘလောက်ရှိပြီတော့တမင်းတွေစားခဲ့တာဘလောက်ရှိပြီတော့နောက်ဝိစားတွေဝတ်ခဲ့တာဘလောက်ရှိပြီတော့ပြောနေကြစကားတွေကိုပဲပြောပြီးတော့နောက်တွေးနေကြအတွေးတွေကိုပဲတွေးပြီးတော့ခေါရိုးကျိုးနေတဲ့အဖမှန်ထက်တွေဘလောက်ရှိတော့ဖြစ်နေကြလောဘတွေပဲဖြစ်ပြီးတော့ဖြစ်နေကြဒေါသတွေပဲဖြစ်နေရတာကဘလောက်ရှိတော့ဟုတ်လားအဲ့ဒါတွေဖြစ်ပြီးတော့ဖြစ်နေကြပူလောင်မှုတွေနောင်တရမှုတွေနဲ့ဆင်းရဲနေရတဲ့အဖမှန်ထက်တွေကဘလောက်ရှိတော့များသောဖြင့်တရားဓမ္မတို့တွေရဲ့ဘဝမှာအဖမှန်ထက်တွေကကောင်းတာတွေများသလားမကောင်းတာတွေများသလားလို့ပြောရင်ဘယ်လိုပြောရမလဲမကောင်းတဲ့အဖမှန်ထက်တွေပဲများတာနော်ဒါကြောင့်မကောင်းတဲ့အဖမှန်ထက်တို့ရဲ့အကျိုးဆက်ဖြစ်တဲ့ဆင်းရဲဒုက္ခကိုလည်းပဲပူလောင်မှုကိုလည်းပဲအဖမှန်ထက်ခံစားရတယ်ဒုက္ခဝေဒနာတွေလည်းအဖမှန်ထက်ပဲဒုက္ခဝေဒနာတွေလည်းအဖမှန်ထက်ပဲဒါကြောင့်ဘာပဲဖြစ်နေဒီအခုဖြစ်နေတဲ့ကိစ္စမျိုးတူနော်ဒီလိုကိစ္စမျိုးနီးတူဘယ်နှကြိမ်လောက်ဖြစ်ခဲ့တယ်လဲဆိုတာလေးကိုစဉ်းစားကြည့်ရင်လည်းပဲတန်ဝေကရကောင်းတယ်ဘယ်ကိစ္စပဲဖြစ်ထက်ခါဖြစ်နေတဲ့ကိစ္စတွေပဲများတယ်ဒါကိုကိုယ်စိတ်ထဲမှာမယိုးနိုင်ဘူးမအီးနိုင်ဘူးဒါကိုပဲပါတော့တာယာနေရတယ်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်တမင်းဆိုနှစ်တိုင်းစားနေရစားကောင်းလိုက်တာဆိုပြီးတော့တမင်းစားရတာပြင်းလိုက်တာလို့ရှိခဲ့တယ်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်စာသားနဲ့စားလိုက်ရတယ်ဆိုရင်ဒါဘလို့ထင်းနေတယ်စိန်ခံတဲ့ကိစ္စလို့တော့ထင်းနေတာရှိတယ်ဟုတ်ရဲ့လားဒါကြောင့်တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဒီဘဝမှာဖမှန်ထက်ဖြစ်နေတဲ့ကိစ္စတွေကအလွန်တရာမှမများဘူးလားများတယ်အထူးသဖြင့်နော်အကုသိုလ်ကိလေသာတွေကဖမှန်ထက်ဖြစ်တယ်ထိုအကုသိုလ်ကိလေသာတို့ကြောင့်စိတ်နှလုံးပူလောင်ရတာပင်မရတာဆင်းရဲရတာတွေလည်းအဖမှန်ထက်ဖြစ်တယ်ဘာမှလည်းထူးတာမဟုတ်ဒါတွေပဲထက်ပြီးတော့ဖြစ်နေတယ်ဟုတ်လားတရက်တာကုံဆုံးသွားတဲ့အနေအထားလေးကိုဝေဖန်ကြည့်စစ်ကြည့်မနဲ့လင်းလာပြန်ပြီဟုတ်လားခန္ဓာကိုယ်တုတ်သိမ်းရတယ်စားဖို့တောက်ဖို့လုပ်ရတယ်နော်ရှာဖို့အတွက်လုပ်ငန်းကိုသွားရတယ်စက်ရုပ်တရုပ်လိုပဲလုပ်နေကြလုပ်ပြောနေကြပြောသွားနေကြခရီးသွားနော်တွေ့နေကြလူနဲ့တွေ့ပြီးတော့ပါတော့နော်အိုနေကြတိုင်းအိုနာနေကြတိုင်းနာသေနေကြတိုင်းသေကြရတာပေါ့ဒါပါပဲဟုတ်တယ်မဟုတ်လားဒါကြောင့်မွေးဖွားတာနဲ့သေဆုံးခြင်းရဲ့ကြားမှာဖြစ်ပေါ်နေတဲ့အဖမှန်ထက်တွေကိုညံချဲ့ပြီးတော့နားလည်ဖို့ကမလိုဘူးလားလိုတယ်နော်တကယ်ဖြစ်နေတာကတော့ဘာတွေတုံးလို့မေးရင်ဆင်းရဲဒုက္ခတွေပဲဖမှန်ထက်ဖြစ်နေတာပါဟုတ်ရဲ့လားနော်ဆင်းရဲဒုက္ခတွေပဲဖမှန်ထက်ဖြစ်နေတယ်ဒါကြောင့်ဦးဇင်းတို့လေဒီဆိုဘုရားကြီးရေးထားတဲ့လင်္ကာလေးတွေရှိတယ်တန်တေဇာတိခန္ဓာရှိကညာတိဘောကစသည်တင်ပင်ကိုယ်ကွင်းချင်းနဲ့မကင်းစကားကြုံကြိုက်လာတော့ပူဇာတောကယူတငိုကြွေတမွေးဝင်နှံပူချမ်းဒုက္ခအနိဋ္ဌနဲ့စိတ်အနိဋ္ဌကြောင့်စိတ်ကမကြည်မစီငင်ဆိုင်အလိုက်အလဲဆင်းရဲငါးပါးအချင်းအားဒီကျေပွားအနန္တတွေ့ကြုံရသည်မူလဇာတိအနှုံးဒီလို့ဆိုရရေးတယ်နော်ဇာတိပစ္စည်းဟာဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပယာတအဲ့ဒီသဘောလေးကိုရေးပြတာနော်လူရလို့ဖြစ်လာလို့ရှိရင်နော်တောကပရိဒေဝဒုက္ခဒေါမနတဥပယာတဆိုတဲ့နော်ဒုက္ခဆင်းရဲဒုက္ခအချင်းအဖြစ်၅မျိုးနော်တောကဆိုတာမပြောတာတော့စိုးရင်လားဘဝမှာစိုးရင်ခဲ့ရတဲ့အချင်းတွေအထက်ဘယ်လောက်များခဲ့ပြီလဲလို့စဉ်းစားရင်ကဏ္ဍမလောက်ဘူးပေါ့ဟုတ်တယ်မဟုတ်လားပရိဒေဝဆိုတာဗာလဲငိုကြွေးရတာငိုကြွေးတယ်ဆိုတဲ့နေရာမှာဦးရှင်တို့နော်အတန်တိန်ငိုကြွေးတာရှိတယ်အတန်ထွက်ပြီးတော့ငိုကြွေးတာရှိတယ်ပေါ့ဘယ်နည်းနဲ့ပဲငုံကိုအလိုမကြတိုင်းဒီကရမတို့ဦးရှင်တို့ပုထုဇဉ်တွေဟာငိုကြရတာမရှိဘူးလားရှိတယ်တောကပရိဒေဝပြီးတော့ဗာတော့ဒုက္ခဆိုတာကိုရှင်းရဲတာနော်ခန္ဓာကိုယ်ကပေါက်ပြန်လို့ယောဂဗျာနှိမ့်ဆက်လို့ရှင်းရဲတာကတကြောင်တိုက်မိခိုက်မိလို့သို့မဟုတ်ယာတိဥဒုအနေထားကြောင့်ဆင်းရဲရတာကတကြောင်အမျိုးသောအကြောင်းကြောင့်ခန္ဓာကိုယ်ကြီးဆင်းရဲရတဲ့ဒုက္ခဆိုတာခန္ဓာရတဲ့ပုဂ္ဂိုလ်တွေမရှောင်နိုင်ဘူးပေါ့အဖမှန်ထက်ဖြစ်ရတယ်ဒေါမနတဆိုတာဘာပြောတာတော့စိတ်ဆင်းရဲတာဒီစိတ်ဆင်းရဲတယ်ဆိုတဲ့ကိစ္စကလည်းပဲဘဝမှာအဖမှန်ထက်ဖြစ်ကြဟုတ်လားစိတ်ဘာကြောင့်ဆင်းရဲတော့စိတ်ဘာကြောင့်ဖြစ်ဆင်းရဲရတော့သူဖြစ်ချင်တာမဖြစ်လို့သူမဖြစ်ချင်တာတွေဖြစ်လို့အနှစ်ချုပ်ပြောရရင်တော့ဒါပဲသူဖြစ်ချင်တာကဘာတော့ဆိုတော့လည်းပဲပြောရတော်တော်ခက်တယ်
တော့သူမဖြစ်ချင်တာကဘာတော့ဆိုတော့လည်းပဲအလွန်တရာမှကျေပြန့်တယ်တော့စိတ်ဆင်းရဲတရားတွေကြုံတိုင်းကြုံတိုင်းစိတ်ဆင်းရဲနေရတဲ့အနေအထားတွေကြုံတိုင်းကြုံတိုင်းဗမာထထငါစိတ်ဆင်းရဲနေခဲ့ရတာပါလားဆိုတာကိုစဉ်းစားဖို့လိုတယ်ပြီးတော့ဒီစိတ်ဘာလို့ဆင်းရဲတာတော့ဆိုတာကိုလည်းပဲအကြောင်းရှာတတ်ဖို့တော့လည်းလိုတယ်ပေါ့အများသောအားဖြင့်လူတွေစိတ်ဆင်းရဲကြရတယ်ဆိုတာတကယ်မဖြစ်မနေဆင်းရဲတဲ့နာရလို့တော့မရှိဘူးပေါ့လေဟုတ်လားကိုယ့်ရဲ့အတွေးတွေကတဘာဝမကြလို့စိတ်ချမ်းသာအောင်ကိုမတွေးတဲ့လို့တနည်းအားဖြင့်စိတ်မဆင်းရဲအောင်ကိုမတွေးတဲ့လို့စိတ်ဆင်းရဲကြရတာပဲများပါတယ်ဆိုကြပါစို့ရှောကဘယ်ဖြစ်တယ်နော်ခန္ဓာကိုယ်ကြီးဆင်းရဲတယ်ဆိုတော့စိတ်လည်းဆင်းရဲတဲ့အကြောင်းရှိတယ်အဲ့ဒီလိုအနေထားမျိုးမှာစိတ်ဆင်းရဲတယ်ဆိုတာတော့ထားတော့ဟုတ်လားနော်သို့တော်လည်းပဲတစ်ခါတည်းမှာကိုယ်အနေကိုပဲစိတ်ကိုမထားတဲ့လို့စိတ်ဆင်းရဲနေကြရတဲ့လူတွေလည်းအများကြီးရှိတယ်ဟုတ်လားစိတ်ကလေးကိုတဲအောင်ထားလိုက်လို့ရှိရင်မဆင်းရဲဘူးပေါ့နော်တချို့စိတ်ဆင်းရဲမှုကရှောင်ဖို့နည်းနည်းခက်တယ်မဖြစ်မနေဆင်းကိုဆင်းရဲမဲ့အနေထားမျိုးကြီးပေါ့လေဟုတ်လားတချို့စိတ်ဆင်းရဲမှုကကိုရှောင်တတ်မယ်ဆိုရင်ရှောင်လို့ရတယ်ရောက်တော့ဖြစ်တော့အဲ့ဒီစိတ်ဆင်းရဲလာပြီဆိုရင်အဲ့ဒီစိတ်ဆင်းရဲတဲ့အကြောင်းကိုမနေ့တုန်းကပြောခဲ့တဲ့နီလန်းများနဲ့ဟုတ်လားအာယုံမပြူဘူးကွာဒီပြင်ကောင်းမြတ်တဲ့အာယုံနဲ့ပဲနေလိုက်မယ်လို့ကိုလုံနိုင်တယ်ဆိုရင်အဲ့ဒီအချိန်မှာကိုဘာလုပ်လို့တတ်တာခွင့်ရတာပေါ့ဟုတ်လားတခါတလေကိုစိတ်ဆင်းရဲနေတဲ့ကိစ္စတွေကကိုသာနားမလည်မှုတွေကြောင့်မှားယွင်းမှုတွေကြောင့်ဆင်းရဲနေရတာတကယ်စိတ်ဆင်းရဲတဲ့အကြောင်းမဟုတ်ဒါကိုတော့ကြေပြင်းလည်းပဲနားလည်ဖို့လိုတယ်เนาะအသေးစိတ်လည်းပြောကြတော့တော့ကောင်းပါတယ်သို့တော့ဦးဇင်းတို့တော့ဒီအကြောင်းအရာကအဓိကပြောဖို့မဟုတ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့သွားရအောင်ဟုတ်လားသောကပတိတွေဝဒုက္ခဒေါမနတာပြီးတော့ဘာတော့ဥပယာနာပြင်းစွာပင်ပန်းတယ်စိတ်တွေဆင်းရဲလာပြီဆိုရင်လူဟာပင်ပန်းတယ်နော်ဆင်းရဲဒုက္ခဆိုတာအကျဉ်းအဖြစ်အဲ့ဒီ၅ပါးအကျေပွားလိုက်မယ်ဆိုရင်တော့အနန္တရှိတယ်တဲ့ဒါဖြစ်ပေါ်လာတဲ့မွေးဖွားခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့အဖမှန်ထထဆင်းရဲနေရတဲ့အနေအထားပေါ့ဒါကိုဆိုတော့ကြီးကရေးတာနော်တန်တေဇာတိခန္ဓာရှိကတလုံးချင်းစဉ်းစားရင်တော်ကောင်းတယ်သူ့ရဲ့လင်္ကာလေးကတန်တေဇာတိခန္ဓာရှိကညာတိဘောကစသည်သင်ပင်ကိုယ်ကွင်းချင်းဖြင့်မကင်းစသာကြုံကြိုက်လာတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေနဲ့တစ်ချိန်မှာမလုပ်အောင်ပွဲရလိမ့်မယ်ခွာရလိမ့်မယ်ပွဲရလိမ့်မယ်ခွာရလိမ့်မယ်အဲ့ဒီချိန်မှာတရားသမတို့ဦးဇင်းတို့တွေပုံမှန်တိုင်းရက်တည်နိုင်မလို့ထင်ပါသလားရက်တည်နိုင်ပါဘူးဟုတ်လားမကင်းစသာကြုံကြိုက်လာတော့ပူစာတော့ကယူတငိုကြွေးတယ်စိတ်ထဲမှာပူစာသားတွေဖြစ်လာတယ်ကဲပါအောင်ယူအောင်လို့ပြောရတယ်ဟိုလူတဒီလူတတရတယ်ယူတငိုကြွေးဟုတ်လားပူစာတော့ကယူတငိုကြွေးသမွေးဝင်တန်းပူချမ်းဒုက္ခအနိဋ္ဌကြောင့်စိတ်ကမကြည်မစီငင်ရှိုက်အလိုက်အလဲတယ်ဟောကောင်းတယ်နော်ဟုတ်တယ်တော့သမွေးဒုက္ခနော်အသမွေးအကြောင်းမှုပြုရတာကိုအကြောင်းပြုပြီးတော့ဒုက္ခရောက်ရတာဒီအများကြီးမရှိဘူးလားနော်ပူချမ်းဒုက္ခနော်အနိဋ္ဌကြောင့်အနိဋ္ဌဆိုတာဘာလို့ကိုမလိုလားအပ်တဲ့မမြင်ခြင်းနဲ့မကြားခြင်းနဲ့အာယုန်တွေကိုအနိဋ္ဌယုံလို့ပြောတာဟုတ်လားအသမွေးဝင်တန်းပူချမ်းသမွေးဝင်တန်းတယ်ဟုတ်လားဝင်ထမ်းဆိုတဲ့စကားလည်းတော်တော်လှမ်းစရာကောင်းဘာလို့ရလဲဝင်ထမ်းရတယ်တဲ့နော်20ရက်နေ့ကျရင်ပြန်ကြမယ်နော်ဘာလို့ကြဝင်သွားထမ်းရဟုတ်လားဝင်တန်းနေရုပ်ပိရက်ကုန်သွားပြီဝင်သွားထမ်းရမယ်ဟုတ်လားနော်သမွေးဝင်တန်းပူချမ်းဒုက္ခအနိဋ္ဌကြောင့်စိတ်ကမကြည်မစီငင်ရှိုက်အလိုက်အလဲဆင်းရဲ၅ပါးအကျဉ်အာတိကျေပွားအနန္တတွေ့ကြုံရသည့်မူလဇာတိအနှုံးတည်းတဲ့ဇာတိရဲ့လို့ဖြစ်လာရင်တွေ့ကြုံရမယ့်အဖမှန်တတဒုက္ခအဲ့ဒါကိုအရင်တို့နောက်ပရိစ္ဆေသမုပ္ပါဒီမဏီမှာစလောဘုရားကြီးရေးတာနောက်ဆုံးဏီကုံးကျုပ်လင်္ကာလေးကလည်းပဲအလွန်ကောင်းပါအဲ့ဒါကတော့ဧဝမေတ္တကိဝလတ္တဒုက္ခခန္ဓတသမုဒယဟောတိဆိုတာလေးကိုကြည့်ပြီးတော့ရေးတာဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြတ်ကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုံနှစ်သိန်းအမြင်လင်းတော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲ့အထင်လွဲလျက်တဝဲလီလီဝိနွယ်စီ၏ရှိလေသည်မြအနန္တကဒုက္ခဟုသည်မြူမြမကွက်အဆက်ဆက်လျင်တသက်ဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့ပရိစ္ဆေသမုပ္ပါအင်္ဂါ12ပါးနော်ဘုရားဆိုတော်ဘုရားကြီးနော်ဒီထွင်တော်မူခဲ့တဲ့ပရိစ္ဆေသမုပ္ပါဒေသနာကိုနားလည်လွယ်အောင်ဆိုတော်ဘုရားကြီးနော်ဒီထွင်တော်မူခဲ့တဲ့စက်ဝိုင်းကြီးကိုပိသတို့အလုံးကြွန့်ကျင်သိကြမလို့ထင်နော်အဲ့ဒီပရိစ္ဆေသမုပ္ပါအင်္ဂါ12ပါးကိုဒါလူပဲဒါနတ်ပဲဒါငါပဲဒါသူပဲဒါပုဂ္ဂိုလ်တ attva ပဲလို့အမှားယွင်းယွင်းဆွဲလန်းပြီးတော့နေကြတယ်ဆိုတဲ့အနေအထားလေးကိုစတော်ကြီးကရေးတာဟုတ်လား
ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မံထုတ်သောနာယုံနှစ်သိအမြင်လင်းလောနော်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာသူလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးတဲ့နာယုံနှစ်သိအမြင်လင်းလောအရင်အဝိဇ္ဇာထိုမှဖြာ၍ရှရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုနော်အဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာဝိညာဏနောက်ဆုံးဘယ်မှာဆုံးတော့တော့ဇာတိပြည့်စရာဇရာမရဏတောကပရိဒေဝဒုက္ခဒုမနတဥပါယတအဲ့ဒီမှာဆုံးအရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုဤကလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝိနွယ်စီ၏တဲ့ဒါတွေကိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကတက္ကာယတိတိနဲ့ပုဂ္ဂိုလ်တ attva ငါသူဆိုတဲ့အထင်မှားမှုကြီးနဲ့နေကြလို့တဝဲလီလီဝိနွယ်စီ၏နော်တန်တရားဝရှင်ရဲ့တဲ့ကမလွတ်နိုင်တာအဲ့ဒီတက္ကာယဒိဋ္ဌိဆိုတဲ့တန်ရောစဉ်ကျိုးကအဓိကရှင်းအောင်ထားလို့တဝဲလီလီဝိနွယ်စီ၏ရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လျင်တတ္တဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်လို့ဆိုလို့ရရေးတယ်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဝိဘွားချင်းနဲ့တေဆုံးကြီးရဲ့ဈာမှာဖြစ်ပေါ်နေတဲ့အနေအထားတွေကဘာတွေလဲလို့မေးရဲ့ဒါတွေပဲဟုတ်ရဲ့လားဖြစ်နေကြတွေပဲဖြစ်ပြီးတော့ပြီးနေကြပြီးသွားပြီးတော့နောက်ထပ်ပြီးတော့မယိုးနိုင်မအီနိုင်ဒါကပဲတရားဓမ္မတို့ဦးဇင်းတို့တွေကထပ်ပြီးတော့ဖြစ်အောင်ဖန်တီးနေကြရမရောက်ဘူးလားရောက်တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာနော်ပုဏ္ဏပုဏ္ဏဇာတိမိယတိစပုဏ္ဏပုဏ္ဏတိဝတိကံဟရန္တိနော်အဖမှန်ထပ်သင်္ချိုင်းကိုလည်းပဲဒီရုပ်အလောင်းကိုသေတာကိုခံကြရတယ်တဲ့နော်ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောပြထားတဲ့ဒေသနာတစ်ခုရှိတယ်နော်ကတတိဝတိကသင်္ချိုင်းမြေကိုတိုးပွားစေခဲ့လှပြီလို့ဒီအသုံးနှုန်းလေးရှိနော်ဦးဇင်းတို့နဝတကတန်ယုံမှာတတ္တဝတ္တဥစီတယောက်စီရဲ့ဘဝတန်တရားမှာကျင်လည်ခဲ့ရတဲ့အနေအထားတွေဘယ်လောက်များလဲအဖမှန်ထပ်တွေဘယ်လောက်များခဲ့လဲဆိုတာကိုမြတ်စွာဘုရားကပုံပေါ်ဟောတဲ့ဒေသနာတွေအများကြီးရှိတတ္တဝတ္တဥစီတယောက်စီရဲ့နော်အယိုးတွေကိုများတကယ်လို့စုထားလို့ရာတကောင်းဆိုလို့ရှိရင်နော်ဒီဗဒ္ဒကဘာဒီကဘာမှာကိုပဲဝေပုံလားတောင်ကြီးထက်တောင်ပို့ပြီးတော့မြင့်နိုင်တယ်တဲ့တတ္တဝတ္တတယောက်စီရဲ့အယိုးဟုတ်လားပြီးတော့ဦးဇင်းတို့တတ္တဝတ္တတယောက်စီရဲ့ဘောတန်တရားတစ်လျှောက်မှာခေါင်းကိုအဖြတ်ခံရလို့နော်လေပင်ကထွက်ကြလာတဲ့သွေးကိုတကယ်လို့စုထားလို့ရာတကောင်းဆိုရင်အာသမုဒ္ဒရာ၄ခြင်းမှာရှိတဲ့ရေထဲတောင်များမယ်လို့ဒီလိုလဲဟောတတ္တဝတ္တစီတယောက်စီရဲ့တောက်သုံးခဲ့တဲ့အမိရဲ့နှုတ်ရည်တွေကိုစုထားလို့များရာသကောင်းဆိုရင်မဟာသမုဒ္ဒရာ၄ခြင်းမှာရှိတဲ့ရေထဲများမယ်လို့ဒီလိုဟောတာလည်းရှိတယ်တတ္တဝတ္တစီတယောက်စီရဲ့ဘဝမှာအလိုမကျမှုတွေနဲ့ပတ်သက်ပြီးတော့ကြားခဲ့ရတဲ့ဒီမျက်ရည်အဲ့ဒီမျက်ရည်တွေကိုစုထားလို့များရာသကောင်းဆိုရင်မဟာသမုဒ္ဒရာ၄ခြင်းမှာရှိတဲ့ရေတွေထက်တောင်များတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်ရှိကြခဲ့လာပြီအဖမှန်မွေးပြီးတော့အဖမှန်သိခဲ့ရတဲ့ဒီအဖမှန်ကိစ္စတွေဘလောက်များခဲ့ပြီလဲဆိုတာကိုဒီဒေသနာနဲ့ရှင်းပြီးတော့တွေးလို့မရဘူးလားမြတ်စွာဘုရားလက်ထက်ကရှင်တိတ်တဆိုတာရှိတယ်အရှင်တိတ်တရဲ့အကြောင်းသူရှိတဲ့နေရာကိုမြတ်စွာဘုရားကြွသွားတော့သူကတပါးတည်းသတင်းသုံးတာအဲ့ဒါဦးဇင်းတို့တောင်ထိပ်ပေါ်ကနေပြီးတော့လှမ်းပြီးတော့ကြည့်လိုက်လို့ရှိရင်ပင်လယ်ကိုလှမ်းပြီးတော့မြင်ရတယ်အဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီကိုရင်ကိုမေးတာနော်ဒီပင်လယ်သမုဒ္ဒရာကိုမြင်တဲ့အခါကျတော့သင်ရဲ့စိတ်ထဲမှာလိုတွေးတွေမြန်ပေါ်တော့လို့မေးတယ်ရှင်ဗျာတဲ့အဲ့တပည့်တော်ငိုကြွေးရတဲ့မျက်ရည်တွေဟာဒီသမုဒ္ဒရာ၄ခြင်းတည်းများတယ်လို့ဒီတော့အဲ့လိုစဉ်းစားမိတယ်တဲ့ဟာဒီတောင်ကောင်းထဲမှာနေတော့ဘယ်လိုစဉ်းစားပြီးတော့ဆိုတော့ဒီတောင်ကောင်းထဲမှာငါရဲ့ရုပ်အလောင်းငါရဲ့ခန္ဓာကိုကျိန်ဖန်များစွာမြုပ်နှံခဲ့ဘူးပြီလို့တပည့်တော်စဉ်းစားမိတယ်တဲ့ဟောသူအချင်းချင်းဖတ်ဖတ်ထပ်တွေကိုအများကြီးစဉ်းစားတတ်တယ်နော်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီကလာမတို့အချင်းတို့အမြုပ်နှံဘူးခဲ့တဲ့နေရာဆိုတာမရှိဘူးနေရာတိုင်းဟာကိုယ်သင်္ချိုင်းကြီးပဲလို့နားလည်ဖို့လိုတယ်ဟုတ်ရဲ့လားအချိန်ကာလနေတာနဲ့မြန်တာလွန်ကြာခဲ့တာနဲ့မကြာခဲ့တာဒါပဲခွာပဲသဘောပေါက်ရဲ့လားဗျအေးဒါကြောင့်မြတ်စွာဘုရားနဗ္ဗတကတန်ယုံမှာအဲ့လိုတတ္တဝတူးစီတယောက်စီရဲ့နော်ရှည်လျားခဲ့လာတဲ့တနည်းအားဖြင့်အဖမှန်ထက်မွေးခဲ့သေးခဲ့ရတဲ့အနေအထားတွေကိုအဲ့လိုပြောပြတာရှိတယ်နော်ဧဝံဒီကာရတံဝဘိက္ခဝေဒုက္ခပစ္စနုဘုဒ္ဓံတိဗ္ဗံပစ္စနုဘုဒ္ဓံဖြတနံပစ္စနုဘုဒ္ဓံနော်ဂတတိဝဋ္ဌိကာဒိဗေကဘာပြောတော့အဲ့ဒီလိုနီးနေတဲ့ဒီကာရတံရှည်လျားလာဆိုတော့ကာလပတ်လုံးဒုက္ခပစ္စနုဘုဒ္ဓံဆင်းရဲဒုက္ခတွေကိုခံစားခဲ့ဘူးလှပြီတဲ့တိဗ္ဗံပစ္စနုဘုဒ္ဓံအလွန်ချမ်းသာခက်ထန်တဲ့ခါသီးတဲ့ဒုက္ခတွေကိုလည်းပဲအလွန်ပြင်းထန်တဲ့ဒုက္ခတွေကိုရည်ညွှန်းတာနော်
တခါတလေအရင်အော်ရဟေးရလောက်အောင်ခံရခဲ့တဲ့ဒုက္ခတွေမရှိဘူးလားရှိရနော်ငိုရကြွေးရတကယ်ကိုတက်မတက်ချက်မတက်ပူလောင်ရတာဆင်းရဲတာမရှိဘူးလားအဲ့ဒီလိုဒုက္ခမျိုးကိုတိတ်ပပြင်းထန်တဲ့ခက်ထန်တဲ့ဆက်ရှားတဲ့ဆူရှားတဲ့ဒီလိုဒုက္ခဝေဒနာတွေကိုပြောတာအဲ့ဒီလိုဒုက္ခတွေကိုလည်းပဲပစ္စနုဘုဒ္ဓံခံစားခဲ့ဘူးလားလေပြီတဲ့ပြဿနာပျက်စီးမှုအမျိုးမျိုးကိုလည်းပဲပစ္စနုဘုဒ္ဓံခံစားခဲ့ဘူးလားလေပြီတဲ့ဘဝမှာပျက်စီးတာတွေအများကြီးတွေ့ရကြုံရပြီးတော့ပျက်စီးမှုနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်ခဲ့တာတွေခံစားခဲ့ဘူးလားပြီတဲ့မဆုံးနိုင်အောင်ခံစားခဲ့ဘူးလားဂတတိဝဋ္ဌိကသင်္ချိုင်းမြေကိုတိုးပွားစေခဲ့ဘူးလားပြီတဲ့ဟောတဘွားရတယ်ဒီခန္ဓာနဲ့ထိုက်တန်တဲ့မြေကြီးတော့ဘာဖြစ်သွားတော့တိုးသွားတာပေါ့သဘောပေါက်ရလားအဲ့လိုအမှန်မှန်ထက်ထက်ဖြစ်နေတဲ့သဘာဝတရားတွေကိုမြတ်စွာဘုရားကပုံပုံပြောပြတာပုဏ္ဏပုဏ္ဏဇာယတိမိယတိသပုဏ္ဏပုဏ္ဏတိဝတိကဟရန္တိအဲ့ဒါကိုဏီကုန်းချုပ်ဘလို့ဆုံးသတ်မလို့မေခင်္စလတ္တအပုဏ္ဏဘဝယနပုဏ္ဏပုဏ္ဏဟောဇာယတိဘူရိပညောတဲ့နောက်ဒီဘက်ကဘာပြောတော့အပုဏ္ဏဘဝယနောက်အဖမှန်ထက်ထက်မဖြစ်ဖို့ရန်လို့ငါမေခင်္စမက်ကိုလက်တာရပြီးတော့ဘူရိပညောအလွန်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်ဟာနပုဏ္ဏပုဏ္ဏအဖမှန်ထက်ထက်နဇာယတိမဖြစ်ရတော့ဘူးတဲ့ဆိုလိုတာကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာအဖမှန်ထက်ထက်မဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့လမ်းကြောင်းအမှန်နော်သူတော်ကောင်းတရားကိုရပြီးတော့သိပြီးတော့နော်အဖမှန်ထက်ထက်မွေးဖွားတဲ့အနေအထားကိုသူတို့ဟာရှက်ဆိုင်အောင်လုပ်နိုင်ကြတယ်လို့ပြောတာတော့ဦးဇင်းတို့အဖမှန်ထက်ထက်ဖြစ်ပေါ်နေတဲ့ဒီဒုက္ခဆက်လက်ပတ်နေတာကြီးကိုရက်ဆိုင်သွားခြင်းတယ်ဆိုလို့ရှိရင်ဘာလို့ရမှာတော့ဆိုတော့မက်ကင်ရှိဒီမှာတော့မက်ကင်လို့ထားလိုက်ဟောတယ်မက်ကင်စလက်တာအပုဏ္ဏဘဝယနော်မက္ခဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရစေတဲ့ရောက်စေတဲ့လမ်းကြောင်းကိုရပြီးတော့နောက်ဖမှန်ထက်ထက်မဖြစ်အောင်သူကြိုးစားလို့နောက်ဖမှန်ထက်ထက်မဖြစ်တဲ့အနေအထားမျိုးထိသူရောက်သွားတယ်လို့ဒါပြောတာခုတရားဓမ္မတို့ဘုရင်တို့ဒီမှာကြိုးစားအထုတ်နေကြတဲ့လမ်းစဉ်ကလည်းပဲတပည့်ကင်ရှင်ပါလမ်းစဉ်လို့ပြောရင်လည်းပဲမလွဲပါဘူးအတူတူပါပဲဟုတ်လားသတိပဋ္ဌာန်တရား၄ပါးလို့ပြောရင်လည်းမလွယ်ဘူးအတူတူပဲနောက်ကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားအထုတ်ကြတယ်ဒီခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရလိုက်တဲ့အမှတ်ရလိုက်တဲ့အဲ့ဒါဘာဖြစ်တယ်လို့ဆိုတော့တမ္မာတတိဖြစ်တယ်ပေါ့ဟုတ်လားအဲ့ဒီတမ္မာတတိကိုနော်မိမိတို့ဖြစ်အောင်ကြိုးစားတဲ့နေရာမှာအလကားနေအလကားဖြစ်လာတဲ့သဘောမရှိဘူးကြိုးစားအထုတ်မှဖြစ်တာအဲ့ဒီကြိုးစားအထုတ်မှုကိုဘာလို့ပြောမလို့တမ္မာဝါယမမှန်ကန်တဲ့ကြိုးစားအထုတ်မှုဟုတ်လားအဲ့ဒီလိုကြိုးစားအထုတ်တဲ့အခါမှာတတိရှိရင်ရှိသလောက်စိတ်ကလေးကတည်ငြိမ်မှုရှုဆိုင်မှုဆိုတဲ့တမာတိမရဘူးလားရတယ်အဲ့ဒါကိုဘာခေါ်မလို့တမ္မာတမာတိတမာတိမဲ့ခင်၃ပါးဟိုလုံးနေတဲ့အလုပ်ကိုမဲ့ခင်ရှင်ပါးနဲ့တွဲဆက်ပြီးတော့နားလည်ဖို့လေးပြောပြတာပါလူငယ်လေးတွေအတွက်ဟုတ်လားဖြစ်ပေါ်နေတဲ့သဘာဝတရားရဲ့ပုံမှာနော်ထိမှုသဘာဝတရားတစ်ခုလေးကိုသာလည်းသိရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးနော်အတန်တွေကြားတာရှိတယ်အမြင်ရတာတွေရှိတယ်အနံ့တွေရတာရှိတယ်ရတာတွေစားတော့ရတာရှိတယ်အတွေးကြံတွေတွေးကြံရတာဘာမရှိဘူးလားရှိရနော်ဘယ်ဖြစ်ချင်းတရားရဲ့အပေါ်မှာမဆိုအမှန်အကန်အဘိုးအလိုမရှိဖြစ်ရွှဲခြင်းမလို့နှုတ်ပဲခြင်းမပြုတ်ပဲနဲ့ဖြစ်နေတဲ့အတိုင်းလေးသိနေမယ်ဆိုရင်အဲ့ဒါကိုဘာလို့ခေါ်တော့တမ္မာတတိဟုတ်လားအဲ့ဒီတမ္မာတတိဖြစ်အောင်အားစိုက်တာကိုဘာခေါ်တော့တမ္မာဝါယမအဲ့ဒီလိုတမ္မာတတိနဲ့တမ္မာဝါယမနဲ့ပေါင်းပြီးတော့အလုပ်လုပ်တဲ့အခါမှာတမ္မာတမာတိဆိုတဲ့တည်ငြိမ်မှုမရဘူးလားရတယ်အဲ့ဒီတည်ငြိမ်မှုရတဲ့အခါမှာသူ့ရဲ့စဉ်းစားမှုကြံစည်မှုလေးတွေကအလွန်တရာမှမှန်းလာတယ်တမ္မာသင်္ကပ္ပနော်အဲ့ဒီမှန်းလာတော့ဘလို့ဆုံးဖြတ်ချက်ချမလို့ဩဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးသဘာဝတရားတက်တက်လို့နားလည်လာတယ်မြင်လာတယ်သိလာတယ်အဲ့ဒါကိုတမ္မာဒိဋ္ဌိဟုတ်ရဲ့လားဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာနော်ဖြစ်ပေါ်ပြီးတဲ့နောက်မရှိတော့ဘူးထပ်ပြီးတော့ဖြစ်တာလည်းပဲပြီးရင်မရှိဘူးနောက်ထပ်ပြီးတော့ဖြစ်ပြန်တယ်အဲ့ဒါလည်းပြီးရင်မရှိတော့ဘူးလို့အဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတို့ရဲ့မရှိတော့တဲ့သဘောပျောက်ကွယ်သွားတဲ့သဘောပြီးရှုံးသွားတဲ့သဘောကိုသိလာပြီးမြင်လာပြီးရှင်တဲ့ဒါပါခေါ်မလို့တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ပညာမဲ့ခင်2ပါးပေါ့နော်အဲ့ဒီဦးဇင်းတို့တမ္မာဒိဋ္ဌိတမ္မာတတိတမ္မာဝါယမတမ္မာတမာတိဆိုတဲ့တမာတိမဲ့ခင်3ပါးရဲ့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတဲ့ပညာမဲ့ခင်2ပါးရဲ့ဒါကိုဦးဇင်းတို့မဟုတ်ဆိုတော့ဘုရားကြီးကဘယ်လိုပြောတော့လုံသားမဲ့ခင်5ပါးလို့ပြောတယ်စောစောကပြောခဲ့တာထဲမှာဘာကျမ်းနေတော့တိလမဲ့ခင်3ပါးကျမ်းတယ်နော်တိလမဲ့ခင်3ပါးကတော့တရားအမထုတ်မီရှိဖို့တွေကစပ်ပြီးတော့ပြည့်စုံအောင်မလုပ်ထားကြတော့ကြိုးစားပြီးတော့ထားကြရတာတော့တကယ်ဦးဇင်းတို့လောကီလိုပြောမယ်ဆိုလို့ရှိရင်ဒီလို
တရားဘာဝနာလုပ်ကိုအားဆိုင်ပြီးတော့ကြိုးစားနေတဲ့အချိန်မှာဒီသီလမဲ့ခင်တွေကလည်းပဲနော်ပြည့်စုံနေတယ်လို့မဆိုရဘူးလားပြည့်စုံနေတာပဲမှားယွင်းတဲ့အပြောတွေမရှိဘူးမှားယွင်းတဲ့အလုပ်တွေမရှိဘူးမှားယွင်းတဲ့အသက်မွေးဝမ်းကြောင်းမှုလည်းမရှိဘူးတမသင်္ကပ္ပတမဝါစာတမကမ္မန္တတမအာဇီဝသီလမဲ့ခင်သုံးပါလည်းပြည့်စုံအဲ့တော့ပြောရလို့ရှိရင်တော့တတိတစ်ချက်မှန်မှန်ကန်ကန်ထားလိုက်တိုင်းမဲ့ခင်ရှင်ပါကအကျုံးဝင်ပြီးတော့ဖြစ်ပေါ်သွားတာကိုမတွေ့ရဘူးလားတွေ့ရတယ်ဟုတ်ရဲ့လားအဲ့ဒါဘာလို့နေတာတုံးလို့မေးလို့ရှိရင်နော်ဒီအဖမှန်ထက်ဖြစ်နေရတဲ့ဆင်းရဲတဲ့ဘဝတန်တရားကိုရက်ဆိုင်သွားအောင်ကြိုးစားတာအောင်ကိုတည်တည်ဖြစ်စေမတည်တည်ဖြစ်စေနားလည်းတည်ဖြစ်စေနားမလည်းတည်ဖြစ်စေတချို့ကိစ္စကသူ့အကျိုးသက်ရောက်မှုနဲ့သူသွားနေတာနော်ဆိုရမှာဆိုကျွတ်တို့ယောဂဖြစ်လို့ဆေးတွေဘာတွေတောက်ပြီဆိုလို့ရှိရင်ဒီဆေးကဘယ်ယောဂပုဂ္ဂိုလ်နော်ဘယ်လိုတက်ပြစ်တာသူကဘယ်လိုအစွမ်းရှိတာအခုခန္ဓာကိုယ်ထဲမှာဘယ်လိုတွေအလုပ်တွေလုပ်နေပါပြီလို့ဒကာမတို့ဦးဇင်းတို့သိသလားမသိပါဘူးကိုတည်မတည်ဆေးဘိုက်ထဲရောက်သွားတဲ့နဲ့ဆေးကသူ့လို့သူလုပ်သွားမှာပေါ့ဟုတ်တယ်မဟုတ်လားအဲ့လိုပဲကိုယ့်ရဲ့တာဝန်ကဘာလုပ်ရမှာတော့တတိပဲထားရမယ်တတိထားလို့ရှိရင်နော်ဝါယမတမဝါယမပါပြီးစကတော့အလွန်ရှင်းတယ်နော်ဒီငြိမ်မှုမှန်ကန်ကန်သိမှုဒါတွေဟာသူ့အလိုလျောက်နော်တတိတလက်ဆက်ထားခြင်းရဲ့အစွမ်းတတ္တိကြောင့်ဖြစ်ပေါ်ပြီးတော့မလာပြီဘူးလားလာမယ်ဟုတ်လားအဲ့တော့ကိုလို့ရမယ့်လောက်ကပါလေဖြစ်တိုင်းတတိလေးထားပြီးတော့နေလိုက်ဖို့ပဲဖြစ်တိုင်းမှန်ကန်ကန်တိပြီးတော့နေလိုက်ဖို့ပဲတော့ဒီနေ့မှာဦးဇင်းတို့နော်တရားထုတ်တယ်ဆိုတာနော်ထိုင်တဲ့အခါလေးမှသာလေဝါယမစိုက်မယ်လို့တွေးထားလို့မပြည့်စုံဘူးနော်ကျန်တဲ့အချိန်တွေမှာလုံနိုင်တဲ့လောက်ထိုင်တဲ့အချိန်မှာအများကြီးပို့ပြီးတော့နော်အကျိုးရှိလိမ့်မယ်နော်ကျန်တဲ့အချိန်တွေကလည်းဘဝပဲလေကျန်တဲ့အချိန်တွေမှာတရားကိုနော်ရှုမှတ်မှုမရှိဘူးကျန်တဲ့အချိန်မှာကိုယ်သတိထားပြီးတော့မနေဘူးဆိုရင်ကျန်တဲ့အချိန်မှာကိုယ်ဘလို့ဖြစ်နေမလို့သတိလက်လို့ဖြစ်နေမယ်ပေါ့သတိလက်လို့ဖြစ်နေမယ်ဆိုရင်တွေ့ကြုံလာတဲ့အာယုံအနေထားပေါ်မှာမူတည်ပြီးတော့ကိလေသာမျိုးစုံကလည်းဖြစ်နေမှာပဲအပူမျိုးစုံအရှုပ်မျိုးစုံကကြီးတာနဲ့သေးတာပဲကွာမယ်တရားအမထုတ်ဘူးမမှတ်ဘူးဆိုတာနဲ့သူကဘာဖြစ်နေလို့ဖြစ်နေမှာနော်တရားထိုင်ပြီးဆိုတော့မှတရားမမှတ်ခင်တုန်းကကိုရှုပ်ခဲ့တဲ့ပူခဲ့တဲ့ကိစ္စကြီးကိုထိုင်ပြီးတော့ဘာလုပ်ရပြန်ပြီတော့ဖြည့်ရှင်းရပြန်ပြီအဲ့လိုဖြစ်နေတာတော့မောက်ရလားအဲ့တော့ကျန်တဲ့အချိန်တွေမှာကိုကတတ်နိုင်တဲ့မြတ်သတိထားပြီးတော့နေတာဟာထိုင်တဲ့အချိန်မှာအရန်ထိရောက်ဖြစ်ဖို့အတွက်အားကြီးတဲ့အကြောင်းတရားတစ်ခုမဖြစ်ဘူးလားဖြစ်တယ်ဒါကြောင့်တရားတိုးတက်တယ်ဆိုတဲ့လူတွေကများသောအားဖြင့်ကျန်တဲ့အချိန်တွေကိုထိုင်တဲ့အချိန်နဲ့ဒန်းတူတန်ဖိုးထားပြီးတော့လောက်ကြတဲ့ပုံကိုယ်တွေဟာတရားတိုးတက်တာပဲဟုတ်တယ်မဟုတ်လားဒါကနားမလဲစရာတော့ဘာမှမရှိပါဘူးနော်ဒါကြောင့်ကျန်တဲ့အချိန်တွေမှာကိုကအများကြီးဂရုစိုက်ဖို့မလိုဘူးလားလိုတယ်တော့ထိုင်တဲ့အချိန်ကတော့တတ်မတ်ထိုင်တာပဲဆိုပြီးတော့စိတ်ကဒါကိုအများကြီးအာယုံစိုက်ဖြစ်တယ်ပေါ့နော်ဒါတောင်မှနော်လွတ်သွားတာတွေအများကြီးရှိနိုင်သေးတာပဲတော့ကျန်တဲ့အချိန်မှာကိုကကိုင်းတရားဖြုတ်လိုက်ပြီဆိုတာနဲ့လွတ်လပ်သွားပြီဆိုတဲ့သဘောမျိုးကြီးများထားလိုက်မယ်ဆိုရင်တော့ဘာဖြစ်သွားမလဲလွတ်လက်ကြီးကိုပဲလောဘဒေါသမောဟတွေကဖြစ်နေတော့မှာပဲဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်ထိုင်တဲ့အချိန်မှာနော်အသားကျနိုင်တယ်လို့ကိုမရှိဘဲနဲ့တော့ပင်ပန်းစင်ရထူထောင်ရတဲ့အနေအထားမျိုးကိုကြော်လွှားနိုင်မှာမဟုတ်သဘောပေါက်ရဲ့လားဒါကြောင့်ကျန်တဲ့အချိန်တွေမှာလည်းပဲစူးစမ်းပြီးတော့တတိကတ်ထားတဲ့အလုပ်ကိုလုံးမသားနဲ့ထိုင်တဲ့အချိန်မှာဥပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာကျဉ်းနှံ့မှုကိုရစေလိမ့်မယ်ပေါ့ဒါကလူငယ်တွေအတွက်ပြောပြတာဟုတ်လားတရားဘာဝနာလုပ်ဆိုတာကနော်လုပ်ရမယ့်အချိန်ပဲလုပ်မယ်မလုပ်ရမယ့်အချိန်မလုပ်ဘူးလို့ဒီလိုမျိုးသွားလို့မရအောင်နော်ဆိုရပါစို့ကိုကနော်ရက်ထဲရွာတဲ့နော်လုပ်ငန်းကိုင်ကမှာနေရတယ်ဆိုရင်တော့နော်အမြဲကြီးမှတ်နေဖို့ဆိုတာတုံးတိုင်းဝိရိယနဲ့မလွယ်ဘူးပေါ့သို့တော့အခုလိုရိတ်တာရောက်လာပြီးတော့စူးစမ်းအထောက်မယ်ဆိုတဲ့အနေအထားမျိုးမှာတော့ကိုယ်သာတကယ်ယုံကြည်မှုနဲ့တကယ်ကြိုးစားမယ်ဆိုရင်အခွင့်အရေးကတော့အပြည့်အဝမပေးဘူးလားပေးရနော်ဟုတ်တယ်မဟုတ်လားပတ်ဝန်းကျင်ကတော့အကောင်းဆုံးအနေအထားကိုဖန်တီးနေတာပဲနော်အကောင်းဆုံးအခွင့်အရေးကိုပေးနေတာပဲကိုယူမယူဆိုတာကတော့ကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ကြိုးစားမှုဒါပေါ်မှာပဲမူတည်တာပေါ့ဟုတ်ရဲ့လားဒါကြောင့်ကျွန်တော်ပေးတဲ့ပေါင်းတော်ကောင်းတို့တရားဘာဝနာအားထုတ်တဲ့နေရာမှာအဲ့ဒီလိုအနေအထားလေးတွေကိုလည်းသိဖို့လိုတာပေါ့အဲ့တော့ပြောနေတာကဒီလိုခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားတိုင်းမဲကင်စလက်တာအပုဏ္ဏဘဝယနောက်တဖန်ပုဏ္ဏဖမန်ထက်မဖြစ်ချင်းရဲ့အကြောင်းတရားဟုတ်လားထက်ဖြစ်နေတဲ့သဘာဝတရားကြီးကိုချုပ်ငြိမ်းဖို့အတွက်အလွန်မြင့်မြတ်တဲ့နော်ကျင့်စဉ်ကိုကျင့်သုံးနေတယ်လို့နားလည်ထားဖို့ဆိုတာကိုအဓိကပြောတာပါဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားအဲ့ဒီဒေသနာတွေကိုဟောပြီးတဲ့နောက်မှာတော့သောတော်ကဥရိယပုံနာဘာဖြစ်သွားတော့ဆိုတော့ကလနဂုံတည်သွားတယ်လို့ဒီလိုမှတ်တမ်းတင်ထားတယ်ဟုတ်လားအဲ့ဒီဒေသနာလေးကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အနေအထားလေးကို
နော်ရှုထောင့်တစ်မျိုးကနေပြီးတော့စဉ်းစားပြီးတော့အသိဉာဏ်ကိုဖြစ်ပေါ်စေနိုင်တယ်ပေါ့နော်ဘဝမှာထက်ခါဖြစ်နေတဲ့ကိစ္စတွေဘယ်လောက်တောင်များတော့ဆိုတာကိုဉာဏ်ကြီးရင်ကြီးသလောက်စဉ်းစားတတ်ရင်စဉ်းစားတတ်သလောက်အများကြီးမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်နော်အဲ့ဒီလိုထက်ခါဖြစ်နေတာတွေကိုစဉ်းစားပြီးတော့မငင်းငွေသေးဘူးလားမတော်သေးဘူးလားမရက်သေးဘူးလားလို့ကိုမြမေးနိုင်မယ်ဆိုရင်တော်တော်ကောင်းမယ်နော်ဟုတ်တယ်မဟုတ်လားထက်ခါမွေးဖွားနေရတဲ့ကိစ္စမွေးဖွားတဲ့ကိစ္စကတော့မေ့သွားလို့ဘယ်သူမှသိပြီးတော့ကြောက်မှမတူပါဘူးဟုတ်လားဒါမှမလို့နော်အိုမင်းရတဲ့ဒုက္ခဟုတ်လားနာကျင်ကြိုက်ခဲရတဲ့ဒုက္ခနော်သေဆုံးရမယ့်ဒုက္ခဒါတွေကတော့ဘာလို့အောင်တော့ရှင်ဆိုင်ရလိမ့်မယ်ထက်ခါဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်တို့ဒီထက်ခါဖြစ်နေတယ်လို့မြတ်စွာဘုရားဟောပြတဲ့ဒေသနာလေးကိုကိုယ့်ရဲ့ဘဝမှာနော်အသုံးချပြီးတော့နော်အသိဉာဏ်ကိုတန်ဝေကကိုထက်သန်စေမယ်ဆိုလို့ရှိရင်အများစွာနော်တန်တရားဝိဒုက္ခကလွတ်မြောက်ရေးကြိုးစားတဲ့နေရာမှာအထောက်အကူပြုနိုင်ပါတယ်ဟုတ်လားဒါကြောင့်အလုံးသောပြည်သက်ပေါင်းတော်တို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့နော်မိမိဘဝမိမိခန္ဓာရဲ့အကြောင်းကိုမှန်ကန်သိအောင်မြင်အောင်ကြိုးစားအထောက်တဲ့လုပ်ငန်းစဉ်ကိုနော်ဆွမ်းဆောင်စားကြိုးစားအထောက်ကြရင်းဖြင့်မဉ္ဇဉ်ဘုညာမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီနေ့ညပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ထားကြရသောဒါနာသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း